Monkey D Dragon က review user လားကဲဒီနေ့မှာတော့ Dragon က review user ဟုတ်မဟုတ်နဲ့ဟုတ်တယ်ဆိုရင်လည်းဘယ်လိုအသီးမျိုးကိုပိုင်ဆိုင်ထားလဲဆိုတာကိုခံမှန်းတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ Monkey D Dragon က review user လားဆိုတော့ကျွန်တော်တူတယောက်အမြင်ကတော့ဖြစ်နိုင်ပါတယ်ဘာလို့ဆို Dragon ကိုတွေ့ထားရတဲ့အပိုင်းအများစုက review နဲ့သက်ဆိုင်တဲ့အစွမ်းပုံစံတွေကိုတပုံစံနဲ့နှစ်ကြိမ်အောင်တွေ့ခဲ့ရတာဆိုတော့နောက်ပြီးဒီအစွမ်းက Revolution Army ဖွဲ့သားတယောက်ရဲ့အစွမ်းဆိုရင်ကျွန်တော်တို့တွေ့ထားရတဲ့ Revolution Army ဖွဲ့သားတွေထဲမှာဒီလိုအစွမ်းမျိုးသုံးတဲ့သူကိုတွေ့ရပြီပါဘူးအဲဒါကြောင့်လေနဲ့သက်ဆိုင်တဲ့အစွမ်းကိုလူဖီကိုကယ်ဖို့နဲ့ဂိုဝါကင်းနာမိုက်ပုံကြီးရဲ့မီးကိုညှိညင်အောင်လောက်နဲ့ဒီအစွမ်းကိုဟိုလာကသုံးမှာမဟုတ်ပါဘူးအဲ့လိုသုံးခဲ့တဲ့နေရာနှစ်ခုလုံးက Dragon ရှိနေပါတယ်ပြောချင်တာကဒီအစွမ်းကတေချာပေါက် Dragon စီကလာတာပဲဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့် Dragon က Revenue User ဖြစ်နိုင်ပါတယ်ကဲအဲ့ဆို Dragon ကဘလို့အသီးမျိုးကိုစားထားလဲဆိုတာကိုခက်မှန်းကြည့်မယ်ပြောရရင်ဒီ Revenue မျိုးစား3မျိုးရှိတဲ့ထဲမှာ3မျိုးလုံးဖြစ်နိုင်ပါတယ်ဘာလို့ဆိုလေကသဘာဝဖြစ်တာကြောင့်လူကီယာလည်းဖြစ်နိုင်ပါတယ်မဟုတ်ရင်လည်းလေနဲ့သားဖြစ်ပြောင်းနိုင်တယ် Mythical Zone တိုးပြီးတော့လည်းလုပ်လို့ရပါတယ်ဖရာမီဇီယာကတော့သိပြီမဖြစ်နိုင်ပေမဲ့ပြောလို့တော့မရဘူးခုနောက်ပိုင်း Mythical Zone အသီးမျိုးစားတွေကို order ကများများချပြလာတာဆိုတော့ကျွန်တော်တူတယောက်တည်းအမြင်ရတော့ Mythical Zone အသီးမျိုးစားဖြစ်နိုင်ပါတယ်ယာဒူးမြင်ရေတသားဟောင်းတယောက်မောကဘတ်မန်ကိုဒုက္ခပေးနိုင်ဆုံးလူတယောက် Revolution Army ကိုထူထောင်နိုင်ခဲ့တဲ့သူတယောက်စီမှာ Mythical Zone အသီးတစ်လုံးရှိနေတယ်ဆိုရင်ကျွန်တော်ကတော့အံ့ဩမိမယ်မထင်ဘူးကဲဒါကတော့ Monkey D Dragon ရဲ့ဒီ review အစွမ်းအကြောင်းကိုခံမှန်းပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ချက်ကတော့ဒီလောက်ပါပဲနောက်ထပ်လည်း 1V နဲ့ပတ်သက်တာတွေဒီ review အကြောင်းတွေကိုပြောပြပေးသွားမှာမလို့တော့ကြရင် like နဲ့ follow တွေလုပ်ခဲ့ပေးကြပါအောင်အားလုံးပဲ Master B ပါ See you the next video